ဗုဒ္ဓဘောဂဗဒပစ္ဆဝိတိန်နောအပရတုမေအထောကတံကရဏိယံပစ္ဆအနန္နုတပ္ပိယံတတ္တမခံနဘာယာမိမေဇုံတဒုက္ခကာရိနောပါရိသလူသားတွေကိုစားနေတဲ့အမောင်ပောရိသအဟံငါသုဒ္ဓသောမမင်းကြီးသည်ဗုဒ္ဓဘောဂရှိစိန်ဥစ္စာအဖျားပြားတို့ကိုသုံးတင်တာသုံးစားတင်တာလည်းစားခဲ့ပြီးပြီဝိတိန်သောအပရတုမေအရေးအကြောင်းတွေရှိလို့ပေါ်လာလို့ရှိရင်လည်းပဲဘေးရန်အန္တရာယ်တွေကိုကာကွယ်တားဆီးဖို့ရန်အလို့ငါထားတင်တာကိုလည်းထားခဲ့ပြီးပြီဗဒ္ဓပိဇာကျွေးမွေးသုံးသင်စောင့်ရှောက်ထိုက်တဲ့သားတော်သမီးတော်ဆွေတော်မျိုးတော်မိခင်ဖခင်ကျေးဇူးရှင်တွေကိုလည်းကျွေးမွေးစောင့်ရှောက်ထောက်ပံ့ခဲ့ပြီးပြီအထောထုမတပံပစ္ဆအနန္နုတပ္ပိယံနောက်ထတပံမပူပန်ရကြောင်းဖြစ်တဲ့ကရဏီယံမချွန်ပြရမဲ့ထိုကိစ္စတွေကိုလည်းပဲကတံပြုခဲ့ပြီးပြီတတမထို့ကြောင့်အဟံငါသည်ဒုက္ခကာရိနောရှင်ရဲ့ဒုက္ခအပေါင်းကိုထောင်တောင်းသိမ့်သမကပြုလုပ်တတ်သောမေဇုံသာ32ဘုံလွှမ်းခြုံပိုင်နေသေမင်းကြီးဘေးမှာနာပါရမီမကြောက်ရွံ့ပဲအမြဲပုံသွင်းရွှင်လန်း၍နေပါပေသည်လို့အဘာတိကောင်းစွာမသွေဖြေကြတော်မူလိုက်ပါပေတည်းဂိုင်ပရိသတ်ရဲ့ဒါလေးဆိုကြည့်စမ်းမှာသာသနာသာသာသင်သာနှစ်ပါးဝကျေသူမှုသင်တာမှုပြုသင်ပြုလေးခုအောင်လံထူတရားလေးစဉ်လက်ကင်ရှင်သေမင်းအောင်နိုင်သူ